ဟုတ်မှာအရှိတက်တဲ့တိုင်းဝင်ခဲ့လိုက်ပြီနော် ဟုတ်ဒီမှာရောက်ပြီရှင် အော်ဟုတ်ဆက်တဲ့တယောက်လာလေ ဟုတ်တယ်ညီမအမပါ ဒီတော့မှစစ်ကြည့်လိုက်ပါဦး ပြည့်ရဲ့ညီမဟိုလေအမတကယ်လဲကျေးဇူးတင်နေပြီလားညီမတို့တိတ်ခါပြီလို့ပဲတော်သေးတယ် ဟုတ်ကဲ့မှာရပါတယ် ဟွာလေမကမကမရရလိုက်တာလေ အမညီမတောင်းမှမှာရနော်အမရဲ့မှာဆိုင်ကိုညီမလေးထုတ်စစ်မိလိုက်တယ်အဲ့ဒီမှာကက်ကလေးတွေ့ရနေလေအဲ့ကတည်းကဖုန်းနံပါတ်တိုင်းဆက်ကြည့်လိုက်တာတောင်းမှမှာရနော်မ ပါ ပါ လေ လေ ညီမရဲ့တောင်းမှကြမလို့အမကိုပဲတကယ်ကျေးဇူးတင်တာညီမတိတ်ခါပြီလို့ပဲ ဟုတ်ရပါတယ်အမ ဟွာမလေညီမရဲ့မစေတနာလေးကိုအတိမတ်ပြုပေးခြင်းလို့အဲ့ဒါမဟုတ်ဘူးလေးလေ ဟုတ်ရပါတယ်မယူတော့ပါဘူးရပါတယ် ဟော မမဖြစ်ပါဘူးဟုတ် အဲ့ညီမဘာရောက်လာလဲမသိ ဟိုကွတ်တေယူရောက်လာလေးအမရန်တော့မရောက်ပါဘူးအမရဲ့ဆိုင်ကန်းကတော့အနည်းနဲ့ပေးနိုင်တာလေချာအလုပ်ကလည်းမရှိတော့ဒါလေးပဲလုပ်နေရတာ ဘူးဟောဆိုင်ငယ်ကဘယ်လောက်ပေးရတာလဲညီမ ဆိုင်ကန်းကတော့လောက်3သိန်းပေးရတာလေးပါ အဲ့ဒါဆိုအားလာကနေစပြီးတော့လေဆိုင်ငယ်ကကိုတစ်နှစ်တိတိပေးစီရမလို့ အမကလည်းအတီဘော်ကြီးနဲ့နောက်တက်တယ်နော် မမနောက်ဘူးညီမရဲ့တကယ်ပြောတာဆိုင်ငယ်ကအမဆိုင်ငယ်လေပြီးတော့ဒီတစ်ခါလည်းဒီဘက်အဲ့နေအမအခန်း အမတကယ်ပြောတာနော် ဒီဘောညီမရဲ့ တခြားရင်ဆိုင်ကန်းကတစ်နှစ်တောင်မှသူမပေးရတော့ဘူး ဟလာညီမတို့စိတ်ထားကောင်းလို့ညီမရဲ့ ဟုတ်ကဲ့ပါအမကျေးဇူးတင်ပါတယ်နော်